အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ရေရောက်ကဘာတဲ့ကိုယ်တိုင်ရောက်ရှိနေတယ်လို့ခံစားရပြီးစိတ်ပါရင်တော့မိချောင်နဲ့ပါအဘွားပေးလို့ရမယ်ငါးပြတဲ့တစ်ခုကိုတွားရောက်လက်ပတ်မှာပဲဖြစ်ပါတယ်ဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးတောင်းဆိုချင်ပါတယ်အခုရောက်ရှိနေတဲ့နေရာကတော့Tea Light Kuwait Aquarium ဖြစ်ပြီးတော့ကိုရီးယားနိုင်ငံဆိုးမြို့ဂန်နမ်မှာတည်ရှိပါတယ်Starfish Kuwait Shopping Mall အတွင်းမှာတည်ရှိပြီးဒီ Shopping Mall အတွင်းမှာတော့ကျွန်တော်တို့ဒီငါးပြတိုက်ကြီးအပြင် Starfish Library Mega Box Cinema နဲ့ Adidas နဲ့ Nike တို့လို brand ဆိုင်မျိုးမျိုးနဲ့စားတောက်ဆိုင်ပေါင်းများစွာလည်းတည်ရှိပါတယ်ကျွန်တော်တို့ဒီခုငါးပြတိုက်ဘက်ကိုပြန်သွားမယ်ဆိုရင်တော့ဒီ Sea Light Kuwait ငါးပြတိုက်ကကိုရီးယားနိုင်ငံရဲ့အတွင်းအနောက်ဝါပြခန်းနေတဲ့မှာတော့အကြီးဆုံးငါးပြတိုက်ဖြစ်ပါတယ်မတူညီတဲ့ရေနေတဲ့တဝါမျိုးစိတ်ပေါင်း650ရှိပြီး6000တောင်ရေတဝါလေးတွေရဲ့မြေအိမ်လေးဖြစ်ပါတယ်ဒီ aquarium ကိုတော့ခေါင်းစဉ်အလိုက်စုံ14ခုထိခွဲခြားထားပြီးအင်ဒီတောင်တန်းတွေရဲ့ကုန်းမြင့်ဒေတာကနေစတင်ပြီးတော့သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးထိဦးတည်တော့ Fantastic Journey of Water ပုံစံနဲ့တည်ဆောက်ထားတာပဲဖြစ်ပါတယ်လာရောက်လည်ပတ်မဲ့ဧည့်သည်တွေအနေနဲ့တစ်ခုချင်းစီမှာမျက်စိပတ်တာတာဖြစ်စရာတွေနဲ့မတူညီတဲ့ခံစားချက်တွေကိုခံစားရမှာပဲဖြစ်ပါတယ်Starfish နဲ့ရေခူတွေလိုတရေမရှိတဲ့ရေတဝါလေးတွေကိုလက်နဲ့ကင်တွယ်လို့ရမယ့်ကံများလည်းတည်ရှိပါတယ်ဒီပြတိုက်ကြီးမှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုကတော့ငမန်းတွေရဲ့ကဘာရှက်ဖီပဲဖြစ်ပါတယ်ငမန်းအမျိုးအစားမျိုးစုံကိုတော့တနေရာထဲမှာစိတ်လှုပ်ရှားပွဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်တကယ်အဖြစ်မှာဆိုရင်ကျွန်တော်တို့ရေခဲတောက်နေမှာပဲမြင်တွေ့ရတဲ့ပင်ခွေးလေးတွေကိုတော့ဒီမှာအနီးကပ်မြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ်ဒီမှာအထူးစီစဉ်အနေနဲ့အစာကျွေးတဲ့အချိန် feeding time နဲ့ရှိပါတယ်အဲ့ဒီအချိန်ကိုအချိန်ကိုက်လာရောက်လည်ပတ်မယ်ဆိုရင်တော့ခုနကပင်ခွေးလေးတွေရေခဲတောက်ပြင်မှာငါးဖန်စားတောက်နေတဲ့ပုံစံမျိုးကိုစိတ်လှုပ်ရှားပွဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီငါးပြတိုက်မှာကျွန်တော်အကြိုက်ဆုံးနဲ့အကြည့်ရှင်ဆုံးကတော့ဗီဒီယိုအစမှာပြသထားတဲ့ဖြန်လေးတွေပဲဖြစ်ပါတယ်တကယ်တမ်းကျွန်တော်တို့ရောက်လာတဲ့အခါမှာတော့အခုလိုအိတ်နေတာကိုပဲမြင်တွေ့ခဲ့ရပါတယ်စာကြွေးတဲ့အချိန်နဲ့မကိုက်တာကြောင့်အရှိမပြထားတဲ့ LED ဘုတ်ကားဗီဒီယိုကိုပဲကျွန်တော်ရိုက်လာနိုင်ခဲ့ပါတယ်လာရောက်လည်ပတ်မဲ့လူတွေအနေနဲ့အစာကြွေးတဲ့အချိန်ကိုလာရောက်လည်ပတ်ရှင်နေဆိုရင်တော့ Kuwait Aquarium website မှာ latest schedule ကိုကြည့်ပြီးတော့မှလာရောက်လည်ပတ်တင်ပါတယ်အစာကြွေးတဲ့အချိန်ကတိရစ္ဆာန်တစ်ကောင်နဲ့တစ်ကောင်မတူတာရဲ့တချို့အကောင်လေးတွေရဲ့ကျမရဲ့အရှိနေကြောင်းပြောင်းလဲသတ်မှတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်这不家嘛对了，这个小飞盘这边，这个，那这不。ဒီငါးပြတိုက်ကတော့ကျွန်တော်အရှိမတွားရောက်လည်ပတ်ခဲ့တဲ့ကိုရီးယားအမျိုးသားပြတိုက်နဲ့ကိုရီးယားစစ်တမိုင်းပြတိုက်တို့လိုဝင်ကြီး free မဟုတ်ပဲနဲ့တယောက်ကို3000ခွဲကြားတင်မှာပဲဖြစ်ပါတယ်ကိုရီးယားအမျိုးသားပြတိုက်နဲ့စစ်တမိုင်းပြတိုက်ဗီဒီယိုတွေကိုလေ့လာရှင်းနေဆိုရင်တော့ကျွန်တော်ဒီ channel လေးမှာပဲတင်ထားပေးတာမလို့ညောင်းကြည့်ရှုသွားလို့ရပါတယ်เอาพอไปแล้ว
တစ်ခါတရံမှာတော့ပင်လယ်ပြင်ရုပ်ရှင်ပြပွဲများလည်းရှိတတ်ပြီးတော့အစစ်မြင့်မာတီမီဒီယာနည်းပညာနဲ့ပင်လယ်ပြင်ရဲ့အဖွဲအလားပါတွေကိုရုပ်ရှင်အဖြစ်ပြသပေးထားတာပဲဖြစ်ပါတယ်။လာရောက်လည်ပတ်မဲ့ကလေးတွေအတွက် face painting လုပ်လို့ရမယ့်ဆိုင်လည်းရှိပါတယ်။တပုတ်လလလေးရရှိနေသူတွေအတွက်တော့ကြောက်တောင်လိုင်းကိုပုံစံဖန်တွင်ကြီးအတွင်းမှာလမ်းလျှောက်ရင်းနဲ့ခေါင်းပေါ်နဲ့ဘေးဘက်တွေကနေနမန်းနဲ့အခြားသောရင်းနေတဲ့တော်ပါတွေတက်တန်သွားတဲ့လှပတဲ့ဓာတ်ပုံမျိုးကိုရိုက်ကူနိုင်မယ့်နေရာလည်းဖြစ်ပါတယ်ငါးပြတိုက်ကြီးရဲ့အဆုံးမှာတော့ဆိုဗီနီယာအမှတ်တရပစ္စည်းအယောင်းဆိုင်များလည်းရှိပါတယ်အခုချိန်ဒီကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားကြည့်ရှုပြီးနေသေးတယ်ဆိုရင်တော့ comment မှာ link ပိုက်ပုံလေးတွေမှန်သွားပြီးတောင်းဆိုချင်ပါတယ်မိသားစုမိတ်ဆွေတငယ်ချင်းတွေပဲဖြစ်ဖြစ်ချစ်ရတဲ့သူတွေနဲ့ပဲဖြစ်ဖြစ်ကိုရီးယားနိုင်ငံရဲ့စိုးမျိုးဂန်နန်းကိုရောက်ခဲ့မယ်ဆိုရင်တော့အရောက်လေပတ်တဲ့နေရာလေးတစ်ခုဖြစ်ချအောင်တင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတော့ဒီမှာပဲရပ်နာလိုက်ရပါတယ်ကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်